ရေရှည်မှာတစ်စိမ့်နှစ်ယောက်တူတူနေကြတယ်ဆိုတာအခက်အခဲတွေအများကြီးတွေ့ရမှာပဲကြုံရမှာပဲတယောက်နဲ့တယောက်ချစ်ကြတယ်ကြိုက်ကြတယ်ဆိုတာတကယ်တမ်းကဥထုသင်တဘာဝလူတွေဆိုတာအတ္တသမားတွေကြီးပဲလို့ဘုံဘကတော့အဲ့လိုမြင်တယ်ဘာလို့သူ့ကိုချစ်တာတော့ဆိုရင်အဓိကတော့ကိုယ့်ကိုချစ်လို့ချစ်တာများပါတယ်ဟုတ်လားကိုယ့်ပေါ်မှာကောင်းတယ်လို့ထင်နေသေးသမျှကျွတ်တို့ချစ်နေကြအောင်မှာဟုတ်တယ်မဟုတ်လားကိုယ့်ပေါ်မကောင်းတော့ဘူးလို့မြင်လာတဲ့ဒီနေ့အဲ့ဒါတွေကဘာလို့သွားနိုင်တော့ပျက်စီးသွားနိုင်တယ်ဘယ်ရာမှတည်မြဲနေတာမရှိဘူးချစ်ချင်းတရားကလည်းမတည်မြဲတဲ့အရာတွေတဲကတစ်ခုပဲအဲ့ဒါကိုလည်းဘုံဘုံတို့ဘာလို့ထားမှာတော့နားလည်ထားရမယ်ကျွတ်တို့ရဲ့ချစ်ချင်းတရားတွေမှာပညာပါမှဒီဥစ္စာကအဆင့်အတန်းမြင့်မားနိုင်တယ်လို့ဘုံဘုံကမြင်တယ်အဲ့တော့ပညာဆိုတာဘယ်ရာရဲ့အပေါ်မဆိုအမှန်တိုင်းသိတဲ့သဘောနားလည်တဲ့သဘောကိုပညာလို့ပြောတာအဲ့ဒီပညာနဲပါတဲ့အခါမှာကြာလာတာနဲ့အမျှအဆင်မပြေတာတွေဖြစ်လာတာပဲမင်းကိုမတွေ့ရမနေနိုင်ပါဘူးမင်းနဲ့မှအတူမနေရရင်တော့သေရပါလိမ့်မယ်ဆိုတဲ့အနေအထားနဲ့မင်းနဲ့သာဒီတိုင်းဆက်နေရင်တော့သေရပါလိမ့်မယ်ဆိုတဲ့အနေအထားကိုဘာဖြစ်သွားလဲပြောင်းသွားရောပြောင်းနိုင်မို့လားပြောင်းတော့နော်ဘုရားဟာတာလေးတွေပါလေးတွေပြောတာတချို့လူတွေရဲ့ဟာတာအလွန်ပညာပါတယ်ကြိုက်တယ်ဘုရားအဲ့ဒီဟာမျိုးလေးတွေဟုတ်လားကလေးကသူ့အဖေကိုမေးတယ်တဲ့အဖေခင်ဗျာလူပြိုဘွားတော့အရက်အတင်းကြိုက်တယ်လို့ကြားပါတယ်ဘယ်တော့မှအရက်ပြတ်သွားတာငါမူးမူးနဲ့မင်းအမေကိုလက်ထပ်ခွင့်တောင်းတဲ့နေ့ကစပြီးတော့အဲ့ဒါငါစိတ်နာပြီးတော့အရက်ပြတ်သွားတယ်လို့ပြောတယ်တဲ့ဒါဘာတွေပြောနေရတော့ဒါတကယ်လူလောကမှာတကယ်ဖြစ်နေတဲ့အမှန်တရားတွေအတူတူသာဆက်ပြီးတော့နေတာနေကြတာစိတ်ထဲကနေခြင်းလှကြည့်ရလို့မရှိဘဲနဲ့စိတ်ကုံရဲနဲ့နေနေတဲ့လူတွေကပိုများမယ်လို့ကျုပ်ကတော့အဲ့လိုထင်တာပါဟုတ်လားအကြောင်းကိုထောက်ဆပြီးတော့ဒါတွေသမီးတွေရှိလာပြီဆိုတော့လေဒီလိုပဲအောင့်အေးပြီးတော့ဗာနှွေးထွေးမှုကမရှိဘဲနဲ့နေကြတာတွေမရှိဘူးလားဒါတွေကသိတာပါငါတော့အဲ့လိုဖြစ်เสียရဘူးဆိုတဲ့စိတ်မျိုးဖြစ်ဖို့ဘုံဘုံကပြောပြတာဆိုတော့ဦးသိန်းလေးကိုခေါ်မိတာသူကပြောပြတာကောင်းတယ်ပုံမြင်လေးတစ်ခုပါနော်လင်မယားနှစ်ယောက်မင်္ဂလာတတန်း9နှစ်ပြည့်တော့ယောက်ျားဖြစ်တဲ့လူကဂရင်မောထိုင်ပြီးတော့ငိုးနေတယ်တဲ့ဟာဘာလို့ငိုတာတော့မင်းနဲ့ငါနဲ့ခိုးပြီးတော့ချိန်တွေ့တဲ့ညမင်းဖေကငါ့ကိုပြောတာမင်းငါသမီးယူမလားဒါမှမဟုတ်ထောင်ထဲ9နှစ်ဝင်မလားကြိုက်တာရွေးလို့ပြောငါပဲထောင်ထဲဝင်ရပါမလို့ကွာမင်းယူမဲ့လမ်းကိုပဲငါရွေးလိုက်တာအခုမှမှားမှန်းသိတယ်တဲ့ဒီနေ့နောက်မို့ရှင်ကထောင်ကလွတ်ပြီဟုတ်လားငါပြောတော့ဒါအခုတစ်သက်လုံးသွားတော့မှသူ့ထောင်ဟုတ်လားလူတွေကိုယ်တိုင်ပြောတာပါလေဘာလို့တပြောအိမ်ထောင်ပြုတ်တယ်ထောင်ဆိုတဲ့စကားလုံးကကျက်သေးမင်္ဂလာရှိတဲ့စကားလုံးတစ်လုံးဟုတ်သလားအဲ့ဒါဘာနဲ့တွဲသုံးထားတာတော့အိမ်နဲ့တွဲသုံးထားတာထောင်ကြမှာနော်